သူတို့ဟာသူ့ဘလို့ရောက်လာမှန်းမသိပဲထူးဆန်းတဲ့ကျူပဒုံပုံစံအခန်းတစ်ခုထဲမှာနိုးလာပါတယ်။အခန်းရဲ့မျက်နှာပြင်တိုင်းမှာတကားတစ်ချက်စီရှိနေပြီ။ဘေးအခန်းတွေကိုစူးစမ်းရင်းရှေ့ဆက်ဖို့စ조사တဲ့အခါမှာတော့သူဟာမမျော်လင့်ပဲနရံကနေထွက်လာတဲ့ခြုံထက်တဲ့တန်စကာကွက်နဲ့အပိုင်းပိုင်းအဖြတ်ခံလိုက်ရပြီးတည်ဆုံသွားပါတယ်။နောက်ပိုင်းမှာ Quentin, Watt, Holloway, Levin နဲ့ရန်ဆိုသူတို့ဟာတယောက်နဲ့တယောက်အခန်းတွေထဲမှာစုံမိကြပါတယ်။သူတို့အားလုံးဟာတတိလစ်သွားပြီးမှဒီနေရာကိုရောက်လာကြတာဖြစ်ပြီးဘာကြောင့်ရောက်နေမှန်းဘယ်သူမှမသိကြပါဘူး။ရန်ဟာအကျဉ်းထောင်9ခုကနေထွက်ပြေးမှုတဲ့ကျွမ်းကျင်သူဖြစ်ပြီးအခန်းတွေထဲမှာအာယုံခံထောင်းကြောက်တွေရှိနေတာကိုဖက်နစ်တစ်ဖက်ကိုအသုံးပြုပြီးစမ်းသပ်ပြခဲ့ပါတယ်။